အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့တော်လေးကတော့ HP ရဲ့ Pavilion 16AX0037TU model လေးဖြစ်ပါတယ်ခင်ဗျာ CPU ဘိုင်းအနေနဲ့ဆိုရင်လည်း Intel Core Ultra 5 125U ကိုအသုံးပြုပေးထားပြီး 16GB MBDDR5 RAM storage ဘိုင်းအနေနဲ့ဆိုရင်လည်း 512M2 SSD ကိုအသုံးပြုပေးထားပါတယ်ခင်ဗျာ body ဘိုင်းအနေနဲ့ဆိုရင်လည်း metal body လေးကိုအသုံးပြုပေးထားပါတယ်ခင်ဗျာ Spectrum resolution ဆိုရင်လည်း 480 1920 IPS panel ကိုအသုံးပြုပေးထားတဲ့အပြင်ဘက်ထရီဆိုရင်လည်း3ဆက်အောင်က9900 Watt hour ပါဝင်ပြီး charger မိုင်းမှာဆိုလည်း original type C charger ကိုအသုံးပြုပေးထားပါတယ်ခင်ဗျာ speaker ကိုလည်း DDS8 sound system speaker ၄လုံးထိအသုံးပြုပေးထားပါတယ် And at its center stands a man. port အနေနဲ့ဆိုရင်လည်း USB နဲ့ပေါ့ Type C နဲ့ပေါ့ HDMI audio jack ဒီလိုမှာဆိုရင်လည်းလိုအပ်တဲ့လိုအသုံးပြုလိုက်ရတဲ့ bellet မီပါရှိပါတယ်ကင်မရာဆိုရင်လည်း 480 ကင်မရာလေးကိုအသုံးပြုပေးထားပြီးအဖွင့်ပိတ်လုပ်လို့ရတဲ့ hardware shutter လေးလည်းပါရှိပါတယ် HP Pavilion နဲ့တော်လေးရဆိုရင်တော့ဈေးသက်သက်သာနဲ့ဈေးရဆုံးလေးသုံးနေတဲ့ customer တွေအတွက်ရွေးချယ်တင်သုံးတော့လက်တော့လေးဖြစ်ပါတယ်ခင်ဗျာ